အားမငယ်ကြပါနဲ့တက်လားအပြိုကြီးတယောက်ဤဖွင့်ဟဝန်ခံချက်ရွှေလက်ကောက်နှင့်ရီးစားထားခြင်းအမှုပညာဒီနေ့အတော်တယောက်နဲ့စကားပြောဖြစ်တဲ့အမျိုးတွေကကိုယ်အလုံးနဲ့ကိုရှုပ်တော်တန်ယုံမစုံဖြစ်ကြဘူးလေအခုဒေါ်လေးကအလှတစ်ခုကပြန်လှည့်ဝင်လာလို့တွေ့ရတာတူရီနှစ်ယောက်စကားပြောရင်းအိမ်ထောင်ရေးအခြေရေးအကြောင်းရောက်သွားတယ်ရီးစားစထားရင်ဘယ်တော့မှအပျော်မထားနဲ့အတီသာရည်ရွယ်ထားပြီးရင်လက်ထပ်ဖို့ကြိုးစုဆောင်ထားဟင်းကိုကအတီရည်ရွယ်ပေမဲ့သူကအားလို့သဘောမထားရင်ကိုပဲခံစားရမှာပေါ့လို့အမလေးအေကျုပ်လဲအစကတော့ညီးလို့တွေးခဲ့ဘူးတာပေါ့ပထမဆုံးအကောင်ကသင်ခန်းစာပေးသွားတယ်လေစကြိုက်သေးကလက်ထပ်မယ်တွေးထားကြတာနှစ်ယောက်တဘဝအတွက်ပတ်စံကြိုးစုကြမယ်ပေါ့သူလဲစုကိုလဲစုချစ်သူတက်တန်း၄နှစ်အတွင်းမစားရက်မတော့ရက်စုလိုက်ရ